ကလိုင်းပေါ်မှာရှိကြတဲ့ဒုဒီဝါသနာရှင်အပေါင်းအားလုံးနော်စိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရွှေလက်ကီရဲ့ channel လေးကနေပြီးတော့စုမကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်မလို့လဲအားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်အားလုံးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်14ရက်5လ2025ဗုဒ္ဓဟူးနေ့12နာရီစီအတွက်ကတော့ရှေပတ်တီးလီယာဆိုလို့ရှိရင်24ပတ်တီးလေးပါနော်မင်းရောအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့မင်းရောလေးကိုအကြိုက်ဆုံးကတော့ကျွန်တော်ကတော့10ပြည့်ကိုကြိုက်တယ်ဗျာနော်10ပြည့်ကြိုက်တဲ့အတွက်ကြောင့်မလို့28ကဲ46ကဲပါဈေးဘုတ်အနေလေးနဲ့ထိုးမယ်ဆိုလို့ရှိရင်တော့နော်ဈေးဘုတ်အနေလေးနဲ့ထိုးမယ်ဆိုရင်2 4 2 5 2920ပါနော်4နဲ့ပတ်သက်ခဲ့လို့ရှိရင်4 9 4 6 4 1 4 3မှာအားလုံးအဆင်ပြေကြပါစေနော်ဒီ channel လေးอ่ะဆိုလို့ရှိရင်အားလုံးရွှေလိုက်ကြီးရဲ့ channel လေးอ่ะဆိုရင်စေနာတီးတန်လေးတွေပေးတဲ့အတွက်ကြောင့်မလို့နော်အားလုံး subscriber လေးတွေနှိပ်ထားပေးမယ်ဗျာနော်အမြဲတင်အမြဲတွေ့အောင်လို့ subscriber လေးတွေနှိပ်ထားမယ် like လက်မလေးတွေနဲ့အားပေးမယ်ဗျာနော်အားလုံးချစ်တော်ခင်တော်အမျိုးတွေစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဗျာနော်လှုပ်စီးပွားကန်စီအားလုံးအဆင်ပြေချောမှုကြပါစေဗျာနော်ရွှေလိုက်ကြီးอ่ะဆိုလို့ရှိရင်အမြဲတမ်းဗီဒီယိုတိုလေးတွေတင်ပြီးတဲ့အတွက်ကြောင့်မလို့နော်အောင်မြင်မှုလေးတွေကိုရရှိပါတယ်ဗျာနော်ဒါကြောင့်မို့လို့လဲကျွန်တော်ကလည်းထပ်ပြီးတော့အခုလွှင့်ဗီဒီယိုရိုက်ပြီးတော့တင်ပေးခြင်းဖြစ်တယ်ဗျာနော်ကျွန်တော်ရဲ့ဟာလေးတွေအားလုံးကိုကျွန်တော်ရဲ့ဘိုးလေးတွေကိုလည်းအမြဲတမ်းကိုလေးလာမှတ်သားလို့လည်းရတယ်ဗျာနော်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ချစ်တော်ခင်တော်အမျိုးလေးကိုဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုပေးကြပါဆိုလို့ကြည့်ရှုပေးကြပါလို့လည်းမေတ္တာရက်ခံပါတယ်ဗျာနော်အားလုံးကိုချစ်ပါတယ်ဗျာနော်အားလုံးကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရဲ့အရှင်အမနေစပြီးတော့เนาะအားလုံးစီဝါလက်လက်ပါများစာဒီလာတဲ့လူတိုးဝကြပါသည်အားလုံးအဆင်ပြေချုံးမှုကြပါသည်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ live ဗီဒီယိုလေးကိုအဆုံးသတ်ပါတယ်ဗျအားလုံးတက်တာပါ